အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကလေးလူကြီးမရွေးကြိုက်နှစ်သက်ကြတဲ့ကျဲဥပါမုတ်ဘူးတင်းလေးလုပ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်အရင်ဆုံးတရားသူတွေလုပ်ဖို့အတွက်တရားထမင်းစားသွင်းလျှောက်ဆုံးကိုအိုးထဲထည့်လိုက်ပါမယ်ရှင်ပြီးရင်ရေ50 ml ထည့်ပြီးတရားလေးညှို့လိုက်အထိကြိုပေးလိုက်ပါမယ်အခုလိုတရားလေးညှို့လိုက်ဆိုရင်ပူတင်းပေါင်းမဲ့ခွက်ထဲကိုထည့်ပြီးအေးခန့်ထားလိုက်ပါမယ်ရှင်ပြီးရင်ကြိတ်မဆက်တဲ့ကိုဘေးသားလေးလီးထားရဲ့ပါမိုးရှိကကြီးလေးနဲ့ညက်ပြီးထည့်ပေးလိုက်ပါမယ်ရှင်နွားတို့900 ml ကိုလည်းထည့်ပေးလိုက်ပါမယ်ပြီးရင်ကြက်ဥ9လုံးကိုလည်းထည့်ပေးလိုက်ပါမယ်ရှင်ကြက်ဥထည့်ပြီးသွားပြီဆိုရင်တရားထမင်းစားသွန်းလေးစွန်းဂျုံမုတ်ထမင်းစားသွန်းတစ်စွန်းစားနှင်းငယ်နဲ့နှုတ်မုတ်နှစ်ထုပ်တို့ထည့်ပြီးအလုံးကျဉ်ညက်သွားရဲ့အထိကြိတ်ပေးလိုက်ပါမယ်ရှင်အလုံးကျဉ်ညက်သွားပြီဆိုရင်ခုနကတရားရဲ့အေးခံထားတဲ့ခွက်ထဲကိုစကားလေးနဲ့စစ်ပြီးလောင်းထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်အပေါ်ကနေပလတ်စတစ်လေးနဲ့ပိတ်ပေးလိုက်ပါမယ်ရှင်တည်ထားရင်နွေးလေးလည်းပုတ်ပွက်လူကြီးဆိုတော့ပူတင်းလေးပေါင်းပေးလိုက်ပါမယ်ရှင်ဒီပမုတ်ကျုပ်ပူတင်းလုပ်တဲ့အခါမီးလေးနဲ့ပေါင်းပေးဖို့လိုအပ်ပါတယ်ပေါင်းလာလိုက်တာတနိုင်ခွက်လောက်ရှိပြီဆိုရင်ပူတင်းသားလေးကြက်မကြက်အလဲကိုတုပ်လေးနဲ့ထိုးကြည့်လိုက်ပါမယ်ရှင်တုပ်လေးမှာမုန်းနစ်လေးကပ်ပါမလားဆိုရင်ပူတင်းလေးရကျက်သွားပါရဲ့ရှင်ပူတင်းလေးကျက်သွားပြီဆိုရင်ပကံထဲထည့်ဖို့လွယ်အောင်ဘေးသားလေးကိုဓာတ်လေးနဲ့လိပေးထားလိုက်ပါမယ်ရှင်ပကံထဲထည့်ပြီးသွားပြီဆိုရင်ကိုစိတ်ကြိုက်တုံးလေးတွေတုံးပေးလိုက်ပါမယ်ရှင်အခုဆိုရင်နူးညံ့ပြီးချွတ်ချွတ်မွေးမွေးလေးနဲ့စားလို့ရန်ကောင်းတဲ့ကျဲဥပါမုတ်ဘူးတင်းလေးရသွားပါရဲ့ရှင်ဒီပူတင်းလေးရဆိုရင်ကလေးလူကြီးမရွေးကြိုက်နဲ့တက်ကြပြီးလောက်ရလွယ်ကူလို့လိုက်လို့စားကြည့်ကြပါရှင်လမ်းဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြတဲ့ငွေချင်းအလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်